ရှင်းပါလေမလေးခက်စားပါလားကျဆုပြောချက်ပြီလားကျဆုပြောချက်တာမဟုတ်ဘူးမမလေးကကျသားစနေချက်တာဟာငါမင်းညာမမေကိုမှာထားဆိုတော့တော်သမီးလေးအမလေးနှခိုင်းရလဲစလို့ပါလားဗါလေးလူကြားဖြစ်နေတာ မမေကလည်းတီတာမင်းညာကျဆုပြောလဲတော့ချင်လို့မမေကိုပြောလာလို့ဆိုတော့အခုနေ့နေ့ကကျစိတ်ပြန်ချလိုက်တယ်တဲ့အဲ့တော့သမီးမကြိုက်တာချက်တဲ့အတွက်သမီးထမင်းမစားအောင်မရှိအောင် သမီးရဲ့ကျက်စီရန်ဆိုတာလူတိုင်းစားနိုင်တာတော့မဟုတ်ဘူးပြီးတော့လေနင်းနင်းဟင်းချက်ကောင်းလို့ဆိုတာသမီးလည်းသိတာနဲ့စားလိုက်ပါသမီးလေးလိမ့်မှာပါလား မစားဟောမသမီးလေးပြန်လာတယ်ညနေလည်းမကောင်းပါလားရုံးမှာဘာပြဿနာဖြစ်လာလို့လဲ မနေ့ကငါအစည်းအဝေးသွားအောင်ငါစိတ်တော်တော်ရှုပ်နေတယ်ကွာ ဒယ်ရီရုံးကိုစီဝေးသွားတယ်သမီးလေးလိုက်ခင်မယ်သမီးအစားလေးထပ်ဖြတ်ချင်တယ် မလိုက်ပါနဲ့သမီးရေဒယ်ဒီကအရေးပေါ်အစည်းအဝေးတက်အောင်နောက်မှတယောက်ယောက်နဲ့သွားနော် ဒယ်ရီကလည်း ဟုတ်တာပဲသမီးရဲ့နောက်မှမမီနဲ့တူသွားတာပေါ့နော်ကိုသားလားဟိုအရေးပေါ်စီဝတ်ရမယ်ဆိုတော့ဘာပြဿနာတွေဖြစ်နေလို့လဲ ငါနေနေတယ်စပုံတွေဝင်လာလို့ကွာ SIB မောင်စိန်တဲ့အဖွဲ့ကစပုံကိုအောင်ရွှေကိုမျိုးကန်လိုက်ပို့တာလမ်းမှာဖြတ်လူခံရလို့ရဲဘော်တွေလည်းတော်တော်သေသွားကြတယ် အဲ့ဒါဆိုရင်ဒီပြဿနာတော်တော်ကြီးရပဲသမီးမသိလို့မျိုးလိုက်မယ်လို့ပြောတာစိတ်မဆိုးပါနဲ့နော်ဒီချိန်တွေကဒယ်ရီကိုထိခိုက်နေလား ဒယ်ဒီနဲ့တိုက်ရိုက်မပတ်သက်ပြီနဲ့အုတ်ချုပ်သူတယောက်အနေနဲ့ကတော့တောင်းယူပေးရမှာပဲလေအဲ့ဒါလည်းအစည်းအဝေးကြမှာသိမှာပါဒယ်ဒီစိတ်ပူတာကတော့သမီးတို့သားမိ2ယောက်အတွက်ပဲ ဘာလို့စိတ်ပူနေတာလဲကိုသားလားရဲ့ရှင်ခီးသွားတော့ကျမတို့သားမင်း2ယောက်နဲ့ကြံရင်ခင်ရမယ့်ကိစ္စပါလားအဲ့တော့မပူပါနဲ့ကျမတို့လည်းအနေရကင်းအောင်နေတတ်ပါတယ်ခါတိုင်းနဲ့ဒီလိုပဲနေနေကြပဲမလား အရင်နဲ့မတူလို့ပြောနေရတာပေါ့ကွာခုရောက်လာတဲ့အောင်ဖေးနဲ့အောင်ရွှေဆိုတာလေတော်တော်တိုက်ရိုက်ခိုက်ရင်ကောင်းတာသူတို့တွေကလည်းငါတို့အစိုးရကိုတော်တော်နာကြီးနေတာကွာအဲ့ဒါကြောင့်ငါကောင်းပြီးတောင်းနေရတာပေါ့ငါလည်းယာရုနဲ့စီးစိမ်ကိုမဲ့လို့ညို့လို့စားနေတာလေ အဲ့လိုလဲတော့ကများမနေပါနဲ့ရှင်သတော်ဟာတစ်ခုကန်တစ်ခုပါကိုဖြစ်ချင်တာကိုစွဆွဲလို့ရတာမှမဟုတ်တာကျမတို့သားမင်း2ယောက်တော့ဘာမှမပူနဲ့အစည်းအဝေးတာဖြောက်မြောက်သွား အေးပါကွာအေးပါငါကိစ္စငါနိုင်ပါတယ်ငါစိတ်ပူရတာမင်းတို့သားမိ2ယောက်အတွက်ပဲ ကဲဘာမှပူနေငါအေးစင်းတာတော့ မင်းတို့တွေအားလုံးငါကျေးဇူးတင်ပါတယ်ကွာငါတေလူလူသတ်မှတ်ထားတာကွာ ဘယ်ဟုတ်ပါမလဲကိုကြီးကကျုပ်တို့တိုင်းပြည်အတွက်တန်ဖိုးရှိတဲ့သူရဲကောင်းတစ်ယောက်ပါအချောင်းမတက်တဲ့သေးလို့ပဲဖြစ်ပါမလဲအကိုကြီးကိုကယ်ဖို့လည်းကျုပ်တို့အားလုံးဆုံးဖြတ်ထားပြီးသားပါဗျာ ဘာဖြစ်ဖြစ်မင်းတို့အားလုံးကငါရဲ့အသက်သခင်ကျေးဇူးရှင်တွေပါကွာငါအခွင့်အာဏာရင်မင်းတို့ငါပြန်ပြီးပေးဆက်မှာပါဂျာယေမင်းအခုလို့တော်လိုင်းဘက်တော်သားတွေမှာငါမြင်ရတာဝမ်းသာတယ်ကွာမင်းမငွေကြည့်တယ်တမလွန်ကနေပြီးတော့မင်းတို့ကျင်းနေမှာပါ ကျုပ်လည်းမျောလင့်နေပါလေရောက်ဖကြီးအစားတွေကမငွေကြီးနဲ့အေးသည့်အတွက်ဒီနယ်ချက်မျက်နှာဖြူနောက်လိုက်ခွေးတွေကိုလက်တုပ်ပြန်နေနေတာဗျအခုတော့တော်လန်ရဲ့သဘောနားလည်သွားတယ်ကျုပ်တို့တိုင်းပြည်ကြီးသူ့ကြုံဘဝကနေလွတ်မြောက်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်ထားတယ်ဗျ ဝမ်းသာပါတယ်ဂျာယေမင်းရဲ့ဆုံးဖြတ်ချက်မှန်ကန်ပါတယ်အားလုံးလူစုံလုံးကိုကျုပ်တခုတော့ပြောချင်တယ်ဗျာအထက်မင်းကမြို့ကိုစီးဝဲသွားရမယ်အဲ့ဒီတော့ဒီစခန်းကိုဘောင်ရှိခေါင်းဆောင်ပေးထားစေချင်တယ်အားလုံးသဘောတူတယ်ဆိုရင်တော့ကျုပ်တာဝန်ယူပေးပါမယ်ဗျာတခုတော့ရှိတယ်ဗျာကျုပ်ကခေါင်းဆောင်တဲ့သူတယောက်ခေါင်းဆောင်မဟုတ်ဘူးဒီမှာရှိတဲ့လူတွေအားလုံးဟာတိုင်းပြည်နဲ့လူမျိုးလွတ်လပ်ရဖို့အတွက်အသက်ပေးပြီးတော့ထမ်းဆောင်နေတဲ့လူတွေပဲခေါင်းဆောင်နဲ့နောက်လိုက်ဆိုတဲ့ပုံစံမျိုးတော့ကျုပ်မခွဲခြားသေးခြင်းဘူးဗျာ နားလဲပါတယ်ဘောင်ရွှေဟာကျိုးတို့အားလုံးကတေပေါ်တေပတ်တွေပါဗျ အားလုံးရဲ့ခြင်းထဲမှာတိုင်းပြည်နဲ့လူမျိုးချစ်တဲ့စိတ်တွေအပြည့်ရှိပါတယ်ဗျာအခုလောလောဆယ်အကိုကြီးကိုဒုက္ခပေးခဲ့တဲ့သူတွေကိုအကိုကြီးဘာလုပ်ချင်လဲ ငါအများကျိုးအတွက်ဆောင်ရွက်နေတဲ့လူဆိုတော့ပုဂ္ဂလိကခံစားချက်မထားသင့်ဘူးဆိုတော့ငါသိပါတယ်ကွာဒါပေမဲ့ငါအချုံနောက်ခံရတဲ့အချိန်မှာမြို့အုပ်တာလာဆိုတဲ့လူကငါ့ကိုအရန်စော်ကားခဲ့တယ်ကွာသူ့ကိုငါပြန်ဆုံးမခြင်းတယ်ဒါကလေတိုင်းပြည်နဲ့လူမျိုးစော်ကားရင်ဘလို့ခံစားရတယ်ဆိုတာကိုသိစေချင်လို့ အဲ့ဒီတော့လေကိုအောင်ရွှေရဲ့စန္ဒာကြီးအောင်မြောင်လုပ်ပေါ့ဗျာ အများသဘောတူရဲဆိုရင်ကျုပ်ကတော့လေမြို့အုပ်တာလာဆိုတဲ့လူကိုချင်းစာတက်အောင်တော့လုပ်ချင်တယ်ဗျာ
ရောက်ပါကြီးတော်ကန်ကောင်းတာပဲကွာဒဏ်ရာပြည်ရှိသေးတယ်ဆိုပေမဲ့အနာမဆွေးသေးဘူးဟောဒီဒေါ်ပြီးဆက်ဆွမ်းကြောင်လေရောက်ပါကြီးဒဏ်ရာမကြခင်တက်တာသွားမှာ အခုလိုကြီးဆက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဂျာကြီး ကျေးဇူးတင်နေရမလို့ပါရောက်ပါကြီးဟာအခုချိန်မှာအမငွေကြီးတာရှိလို့ရှိရင်လေပြစ်တော့ပြောပြီးသူကြီးပဲလုံနေမှာအမငွေကြီးကိုသတိရလိုက်တာဗျာ ငါနဲ့ငွေကြီးတေကွဲကွဲရတာဒီစနစ်ဆိုးကြောင့်အမျိုးပြတ်သစ္စာပေါက်လောက်ကောင်းနေကြောင်းကွာအဲ့ဒါကြောင့်ငါအသက်နဲ့ခန္ဓာတည်နေသေး၍ဒင်းတို့အမြစ်ကလှန်နိုင်အောင်ငါကြိုးစားသွားမယ်ငါတန်ရအခုလိုပြန်ကောင်းလာတာငါရဲ့ခန္ဓာကိုငါရဲ့သွေးသားထဲမှာမြို့ချစ်စိတ်တွေပြည့်နေလို့ကွာငွေကြီးအတွက်ငါသူ့ကြီးမရရအောင်ပြန်ဆက်ပြမယ် ကျုပ်လဲရောက်ပါကြီးနဲ့တေးတဲ့ထိလက်တွဲပြီးတော့ဒီအမျိုးရုပ်တွေကိုတိုက်ထုတ်သွားမှာဗျာကျုပ်မှာမျိုးချစ်စိတ်အပြည့်ရှိတယ်ဆိုတာအမငွေကြီးကိုမပြလိုက်နိုင်ဘူးဗျာ ဂျာရဲ့အပြောမဟုတ်ဖ ೇನೆ အလုံးနဲ့တက်တည်ပြဖို့တော့လိုတယ်ကွာခေါင်းဆောင်ခီးထွက်နေလို့ငါဒီစကမ်းမှာတာဝန်ယူပေးထားတဲ့အချိန်မှာငါတာဝန်ကျေချင်တယ်ကွာဒါနေစမ်းမအောင်ဒီစကမ်းမှာမင်းရဲ့တာဝန်ရပါလေ ဂျိုကာ ဂျူကာဂျူကာဆိုပါလေ ဟောဂျာရစ်ကအကုန်သိအကုန်တက်တဲ့သူဆိုတော့မြို့တက်ပြီးတော့တရင်လေးပါလေးယူရတယ်လို့စခန်းတွေရိတ်ခါလေးပါလေးလိုရင်လေဒီနာကရွာနီး60တွေနဲ့ဆက်သွယ်လို့ပြီးဖန်တီးပေးရတယ်ဂျိုကာလိုနေအောင်ဆုံးတောက်ဆောင်အသုံးဝင်တဲ့သူပေါ့ဗျာ မင်းတော်တယ်ဂျာရဲ့ငါအမြန်ဆုံးကျမ်းမအောင်လုပ်မယ်ငါကျမ်းမာတဲ့နေ့ဟာအဲ့ဒီအမျိုးဖြတ်တွေဒုက္ခရောက်တဲ့နေ့ပဲကွာ ကိုအောင်ဖေးကလည်းရောက်ပါကြီးပြန်ရောက်လာလို့အားတက်နေပါတယ်ဗျာစခန်းရဲ့လုံခြုံရေးကိုအထူးကြက်မှတ်တယ်လို့အဖွဲ့သားတွေကိုလည်းအပြင်းထန်လေ့ကျင့်ပေးနေတယ်ဗျာ အောင်ဖေးအချိန်လေးကြောင့်သူတော်လန်ရေးတဲ့ကိုစိတ်ရောကိုယ်ရောနှစ်ထားပေမယ်သူသိချစ်တဲ့အေးဒီတော်တော်သူတတိယတိုင်းခံစားနေရမှာကွာငါတို့ရဲ့ဘဝကဆိုးပါတယ်ကွာ စိတ်မကောင်းစရာကြီးတွေးမိပါတယ်ရောက်ပါကြီးဟာသွားလေသူတွေစိတ်ကျဉ်တတ်သွားအောင်ကျွန်တော်တို့ရဲ့အကြံစီတွေကိုအမြန်ဆုံးအကောင်းနဲ့ခေါ်ကြမယ်ကဲရောစေမတက်တာလမ်းလျှောက်လေ့ကျင့်ကြ နေနေကြတယ်။အဲ့ဒါဖေးမလျှောက်ကြည့်မယ်။ဂျာကြီးရော ပြတ်ပြောတယ်ဘာဖြစ်လာလဲကွာတော့ကောင်တွေးလာလို့ ဟာငါအဝန်းစရာကောင်းတဲ့လူတယောက်တွေ့လာလို့ကွာ အဲ့လူကချင်းသေးလောက်အစွမ်းထက်လို့လားငါတို့အတွက်မိတ်ဆွေလိုက်ရန်လို့လား မိတ်ဆွေပြဟိုကျုပ်တို့ရဲ့ခေါင်းဆောင်ဘုံရွှေကိုပြောတာဒဏ်ရာနဲ့စကမ်းပြန်ရောက်လာနှစ်ပတ်မကြာသေးဘူးဗျလူကောင်းတယောက်ကိုလှုပ်ရှားလေးခြင်းတယ် မိတကယ်ပြောရနော်ဟာဘဝံဘေခီးသွားနေတာနဲ့ငါလည်းစကမ်းမှာအလုံးရှုံနေတာဘဝံ